မြင့်ကပ်ခရီးမတိုင်မီသွေးကျသွားခြင်းအမျိုးအစားများဒီမိခင်စရင်၏အမျိုးအစားဆက်လေး29ဆက်ဝါအတွင်းနှင့်28ဆက်ဝါမှစတင်ပြီးအထက်လောဘများမှသွေးပေါက်ဆန်အရာဖြစ်သည်စီးပွားရေးနှင့်ပတ်သက်သောအကြောင်းရင်းများခရီးလွတ်သောတိုက်ပွဲအခြား placenta previa ခရီးလွတ်သောပေါင်များ placental abruption မြုပ်မဲ့ပုံ uterine rupture အနံ့လွင့်ခြင်းများသွေးပြည့်နှင့်အညစ်အကြေးများထွက်ပေါ်ခြင်းခရီးလွတ်သောခံရက် vasa previa မိခင်ဖြစ်ခြင်းနှင့်မသက်ဆိုင်သောသွေးစင်းခြင်း၏အကြောင်းရင်းများလမ်းခွဲရန်သို့မဟုတ်မိမအတွင်းဂိုင်နရန်ရောင်ရမ်းခြင်း cervicitis vaginatis လမ်းခွဲတွင်အဖုသို့မဟုတ်ချွေရင်းမှုများ polyp cervical lesion လမ်းခွဲကင်ဆာ cervical cancer မိမအတွင်းသွေးကြောကြီးခြင်းကွဲသွားခြင်း varicose veins rupture သွေးမာခြင်းမှုအချို့မှားယွင်းခြင်း coagulopathy ငွေဆွဲအောက်ကျခြင်း placenta previa အသားအိမ်အောက်ပိုင်းတွင်ငွေဆွဲကပ်နေခြင်းဖြစ်ပြီးရင်သားအိမ်ဖွင့်ပေါက် cervix ကိုနီးကပ်သည်သို့မဟုတ်အပြည့်အဝဖုံးလွှမ်းသောအခြေအနေဖြစ်နိုင်သည်ဤအခြေအနေသည်သွေးစစ်မှုအန္တရာယ်ဖြစ်စေနိုင်ပြီးမိခင်နှင့်ကလေးအတွက်ဖြစ်နိုင်ပါသည်ဒါကြောင့်မတန်မှုသတိပေးလက္ခဏာများသွေးစင်းခြင်းစသည်ဖြင့်ပေါ်ပေါက်လာပါကဆေးရုံသို့ချက်ချင်းသွားရောက်ပြသသင့်သည် placenta previa ဤအကြောင်းရင်းများမှာယခင်ကသွားဖွင့်မွေးဖူးခြင်း cesarean section ဇွဲနှစ်ထပ်ကိုဝင်ဆောင်ခြင်း twin pregnancy အတွင်းတွင်ဆေးဘက်ဆိုင်ရာလက်လုံးမှုများပြုလုပ်ဖူးခြင်း history of uterine procedures အသက်35နှစ်ထပ်ပိုသောကိုဝင်ဆောင်မိခင်များ pregnant women over the age of 35ဆေးလိပ်တောက်ဖူးခြင်း history of smoking ခရီးလွတ်သောတိုက်ပွဲအခြားလက္ခဏာနှင့်ပြသချက်များမိဘမပြုမီတားအိမ်အောက်ပိုင်းမှသွေးယိုခြင်းရှိနိုင်ပြီးနာကျင်မှုမရှိပါတန်လွင်ဖြင့်စစ်ဆေးသောအခါမိခင်၏တအိမ်မှာပုံမှန်အတိုင်းမအေးမတင်းပေဖိစိရာတွင်နာကျင်မှုမရှိပါရင်ကွဲသားလက်ဖြင့်စစ်၍မိခင်ဝမ်းအတွင်းကကလေးနေရာများကိုခံစားနိုင်ပြီးကလေးနှလုံးခုန်တန်ကိုနားထောင်ရာတွင်ပုံမှန်ရှိနေသည်ကိုဝင်ဆောင်မိခင်နှင့်ကလေးအခြေအနေကိုဝင်ဆောင်မိခင်နှင့်မိခင်ဝမ်းပေါက်ရှိကလေးနှစ်ဦးလုံး၏အခြေအနေမှန်ကန်မှုအခြေအနေတွင်မိခင်သက်တာသို့မဟုတ်ကလေး၏အသက်အန္တရာယ်ရှိစေသည့်မိခင်အတွင်းမှသွေးထွက်မှုများသောအခြေအနေများတွင်ကိုဝင်ဖြတ်သိမ်းမှုပြုလုပ်ရမည်ကိုဝင်ရက်ပြည့်ထားသည့်အခါတွင်လည်းကိုဝင်ဖြတ်သိမ်းမှုပြုလုပ်နိုင်ပြီးမိခင်နှင့်ကလေး၏အခြေအနေမှန်ကန်ပါကသဘာဝဖွားမြင်ခြင်းဖြင့်မွေးဖွားစေသင့်သည်ယောဂလက္ခဏာနှင့်ပြသချက်များတက်သွားခြင်းအတိတ်ဖြစ်ပြီးမိခင်ဝမ်းပေါက်တင်းမာလာကမူလီတက်ခြင်းကြောင့်မိခင်တွင်ပြင်းထန်သောမနာမှုရှိခြင်းမူလီမှသွေးထွက်မှုဖြစ်ပြီးမနာမှုနှင့်တွဲဖက်လာခြင်းထွက်သောသွေးသည်အနည်းငယ်အယောင်မိန်နေခြင်း dark colored blood သွေးပြောင်းမှု၏လက္ခဏာများရှိလာခြင်းဥပမာအသားနုခြင်း pallor သို့မဟုတ်သွေးကြိုက်၍သတိဆုံးရှုံးခြင်း shock မိခင်ဝမ်းပေါက်ဒီနေရာတွင်ဖိစီးဆန်းစစ်သောအခါမနာမှုရှိခြင်းကုသမှုနည်းလမ်းများသွေးထွက်မှုများပြင်းထန်လျင်သွေးသို့မဟုတ်သွေးရည်အစားထိုးရည်များကိုသွေးကြောထဲမှပေးရန်အောက်ဆီဂျင်ပေးရန်စီးပေါက်ထဲမှကတ်တာရာထည့်၍အရည်ဝင်ထွက်ပမာဏကိုတိတိကျကျတိုင်းတာရန်သွေးကြိုက်ခြင်း shock ဖြစ်ပွားမှုကိုသုံးသက်အကဲဖြတ်ရန်နှင့်နာရီပိုင်းအတွင်းချက်ချင်းခြေထောက်မှလေးမြောက်၍ဝမ်းပြောက်ခွဲစိတ်မွေးဖွားစေရန်စဉ်းစားရမည်သွေးထွက်မှုမပြင်းထန်သောအခြေအနေများတွင်ကိုဝင်မပြည့်သေးသောအချိန်ဖြစ်ပါကကိုဝင်ဆောင်ခြင်းကိုဆက်လက်ခိုင်းဆောင်ရှောက်ရန်မိခင်နှင့်ကလေးအားနီးကပ်စွာစောင့်ကြည့်စစ်ဆေးရမည်သို့မဟုတ်တက်သွားခြင်းကိုတားဆီးရန်ဆေးဝါးများကိုအသုံးပြု၍လိုအပ်ပါကပြင်မြန်စွာမွေးဖွားစေရမည်အထိပ္ပယ်မှာမိခင်ဝမ်းပေါက်နေရာပေါက်ကိုဖြတ်ကျော်သောသို့မဟုတ်ခေါင်းပါ presenting part ထပ်ပိုနေသောနေရာတွင်ကလေးကိုဖုံးလွှမ်းထားသောအဖုံးရည်ပြားပေါ်တွင်သွေးကြောများတဖြည်းဖြည်းခင်းကျင်းနေခြင်းကိုဆိုလိုသည်အကြောင်းရင်းများမျိုးပွားစွမ်းအားမြင့်တင်ရေးနည်းပညာassisted reproductive technology ကိုအသုံးပြုခြင်းကိုဝင်ဆောင်မှုများချိန်ရှိခြင်းမိခိုးတောက်ဆွဲနေမှုရှိခြင်းစီးချိုယောဂကဲ့သို့သောမြန်နှုံးနေသောယောဂများရှိခဲ့မှုခြင်းကုထုံးမိခင်နှင့်ကလေး၏အခြေအနေကိုသုံးသပ်ရန်ရေဘဲအိတ်ခွဲပြီးနောက်မှယောဂကိုကွဲပြားစီစဉ်နိုင်ပါကတင့်တော်သောအခါချက်ချင်းမွေးဖွားခြင်းပြုလုပ်ရန်အသားနီပုတ်ကွဲခြင်း uterine ruptureဆိုဒီမှာတားအိမ်နေရန်တွင်ပြက်ဆဲခြင်းဖြစ်ပေါ်ခြင်းကိုဆိုလိုသည်ရင်းသည်ကိုဝင်ဆောင်စဉ်အရွယ်ရောက်ပြီးအသက်ရှင်နိုင်စွမ်းရှိသောကလေးငယ်ကိုဝင်28ပတ်ကျော်ပြီးရှိစဉ်တွင်သို့မဟုတ်ကိုဝင်စင်းအောင်ကြိုးပမ်းစဉ်တွင်သို့မဟုတ်မွေးဖွားစဉ်အတွင်းတားအိမ်နေရန်ပြက်ဆဲခြင်းဖြစ်ပေါ်ခြင်းကိုဆိုလိုသည်ကလေး၏မျိုးကွဲအရွယ်စားပုံမိုတိုးတက်ပြီးနှလုံးခွန်များပွင့်ပွားပါကအတိအကျကလေးကိုမွေးဖွားစေခြင်းခေါင်းပါမှကလေးကိုပုတ်တီးခြင်း forceps အသုံးပြု၍ပြုလုပ်နိုင်ပါကအောက်မဝင်ဘူးသောလမ်းကြောင်းcervix ရှိပါကချက်ချင်းအရေးပေါ်ဆေးဘက်ဖြတ်တောက်ပြီးမွေးဖွားမှု
ကလေးမျိုးကွဲရွယ်စားနေပါတော့သို့မဟုတ်ကလေးကအသက်မရှိတော့ပါကအကယ်၍သုံးသက်ထားသည်ကလေးကိုမွေးဖွားခြင်းရေပဲအိတ်ခွဲမိကွဲပြားစီစဉ်ခဲ့လျင်ကလေးကိုအရေးပေါ်ဖျက်တောက်ပြုလုပ်ရန်ဆောင်ရွက်စေရမည့်အချက်များမိခင်တွင်ရုတ်တရက်အရှုပ်အရှင်းရှာဖြစ်ပေါ်မှုကိုတေချာစွာဖော်ထုတ်ပြီးမိခင်အသက်ကယ်ခြင်းကိုကလေးကယ်တင်မှုထက်ဦးစားပေးဆောင်ရွက်ရမည်မွေးဖွားမတိုင်မီသွေးယိုခြင်းကိုကာကွယ်ရန်အကြံပြုချက်များလုံလောက်စွာအနားယူပါလှုပ်ရှားမှုများကိုကန့်သက်ပါအလုံးမနားထားပြီးနေ့စဉ်အနားယူခြင်း10နာရီအနည်းဆုံးရရှိစေရန်ကြိုးစားရမည်အာဟာရပြည့်စုံစွာစားသုံးပါသွေးဆုံးရှုံးမှုကိုဖြည့်ဆည်းနိုင်ရန်နှင့်သွေးနီနေခြင်းသွေးအားနည်းခြင်းကိုကာကွယ်နိုင်ရန်ပရိုတိန်းနှင့်သတ္တုဓာတ်တန်ဓာတ်များသောအစာများစားသုံးပါကလေး၏တုပ်ပြတ်မှုကျွေမှုကိုတိုင်းတာပါအစာစားပြီးနောက်တနာရီတွင်ကလေး၏ကျွေမှုရေကိုတိုင်းတာရမည်တနာရီတွင်ကျွေမှု3ခေါက်မပြည့်ပါကချက်ချင်းဆရာဝန်ထံတွားရောက်ပြသရမည်စိတ်ပိုင်းဆိုင်ရာပြုစုဆောင်ရှောက်မှုစိတ်အေးချမ်းစေ၍အနားယူနိုင်စေရန်စိတ်ဖိစီးမှုမရှိစေရန်ကြိုးစားရမည်စိတ်ပူစရာများကြောင့်တက်အိမ်ပြတ်ကျနိုင်ပြီးသွေးယိုမှုကိုတိုးမြင့်စေနိုင်သည်ကာကွယ်ရေးအကြံပြုချက်များအဆက်လိင်ဆက်ဆံခြင်းနှင့်ရင်သားကွန်ကြခြင်းကိုရပ်တန့်ရန်လိင်ဆက်ဆံခြင်းသို့မဟုတ်ရင်သားကိုအလွန်ကြုံမထိတွေ့သင့်ပါမမှန်ကန်သည့်လက္ခဏာများကိုအမြန်သတိပြုရန်ကိုယ်ဝင်စင်းစဉ်အောင့်နာခြင်းရင်နွေးနှိုးရည်သို့မဟုတ်သွေးယိုမှုဖြစ်ပေါ်ခြင်းကလေး၏တုပ်ပြတ်မှုလျော့နေခြင်းကလေး၏တုပ်ပြတ်မှုလျော့နေခြင်းတို့ကိုတွေ့ရှိပါကချက်ချင်းဆရာဝန်ထံတွားရောက်ပြသရမည်ကြိုတင်ပြင်ဆင်မှုများမည်သည့်အခြေအနေမဆိုရင်ဆိုင်နိုင်ရန်ကြိုတင်ပြင်ဆင်ပါကိုယ်လက်စိတ်ပိုင်းနှင့်လိုအပ်သည့်ပစ္စည်းများကိုကြိုတင်ပြင်ဆင်ထားရမည်ဆေးရုံသွားရန်ခရီးစီမံကိန်းအရေးပေါ်ချိန်တွင်လိုအပ်မည့်အရေးကြီးစာရွက်စာတမ်းများနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုပြင်ဆင်ထားရမည်ဒီလိုပြင်ဆင်မှုများကြောင့်အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ပွားလာသောအခါအချိန်မလွန်ခင်ဆေးကုသမှုရရှိနိုင်မည်ဖြစ်သည်ကိုယ်ဝင်စစ်ဆေးမှုများကိုအချိန်မီလိုက်နာပါကိုယ်ဝင်စစ်ဆေးမှုအချိန်မီပြုလုပ်ခြင်းသည်မိခင်နှင့်ကလေးငယ်၏ကျန်းမာရေးအခြေအနေကိုနီးကပ်စွာစောင့်ကြည့်နိုင်ရန်အရေးပါသည်ထို့ကြောင့်ဆရာဝန်ညွှန်ကြားချက်များကိုစနစ်တကျလိုက်နာရန်အလွန်အရေးကြီးပါသည်